အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးမယ်အိမ်ယာ project လေးတစ်ခုကတော့ကျွန်တော်ချင်းမိုင်မြို့ရဲ့အိုးတောင်းနဲ့နီးဆုံးပေါ့နော်ကျွန်တော် first ring နဲ့ second ring ကြမှာတည်ရှိတယ်မြို့ထဲကိုသွားမယ်ဆိုလည်းနီးတယ်ပြီးဆေးရုံတွေကျောင်းတွေအကုန်လုံးပေါ့နော်ကျွန်တော်ခောက်ခွင်းတွေအကုန်လုံးနဲ့နီးရဲ့ project လေးတစ်ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော် project ကတော့ Osrin ကဆောက်လုပ်ပြီးတော့ Osrin Valley Chotana project လေးဖြစ်ပါတယ်ခင်ဗျာဟုတ်ဒီ project လေးရဆိုတော့လက်ရှိကျွန်တော်တို့လူနေတဲ့လူတွေလည်းရှိနေပြီကျွန်တော် client တွေလည်းရှိရဲတခြားမြန်မာ community ပေါ့နော်တခြားမြန်မာအဲ့ဒါလည်းရှိတယ်ပေါ့နော်ကျွန်တော်ဒီ project လေးရဲ့အရာလေးတွေကိုအသေးစိတ်လိုက်ပြပေးမယ်ကျွန်တော်နဲ့တူတူလိုက်ကြည့်လိုက်ပါဦးခင်ဗျာဟုတ်ပထမဆုံးအနေနဲ့ကျွန်တော်အခုမိတ်ဆက်ပေးမယ်အလေးကတော့ဒီအရာထဲမှာကျွန်တော်တို့ project site 3ခုရှိတယ်အခုရင်ဆုံးမိတ်ဆက်ပေးမှာကတော့ project site အကြီးဆုံး site ပေါ့နော်အကြီးဆုံး site တစ်ခုလေးနဲ့မိတ်ဆက်ပေးမယ်ကျွန်တော်ရင်ဆုံးမိတ်ဆက်ပေးမယ်အဲ့ဒီ site လေးကတော့3 bedroom နဲ့အကြီးဆုံး site ပေါ့နော်ဒီ project မှာအကြီးဆုံး site square meter အနေနဲ့ကျွန်တော်136 square meter ရှိမယ်အိမ်ခန်း3ခန်းပါမယ်ပြင်3 bedroom ပါမယ်2 parking space ပါမယ်ပေါ့နော်ဒီအိမ်လိုက်ကတော့ဒီ project ထဲမှာဆိုရင်အကြီးဆုံး site ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအိမ်တွေကတွင်ရောက်ဆောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအိမ်တွေကထောင်းချံပုံစံမျိုးလေးတွေဖြစ်တယ်ကျွန်တော်နှလုံးတွဲပေါ့နော်တွင်ရောက်ပုံစံမျိုးလေးဆောက်ထားတယ်ဒါပေမဲ့အိမ်တွေအကုန်လုံးမှာမြေလေးပါတယ်ပေါ့နော်ကျွန်တော်မြေအချင်းကျယ်ကတော့ဈေးနှုန်းပေါ်မူတည်ပြီးတော့ကျွန်တော်တို့ပြောင်းလဲသွားမယ်ပေါ့နော်အခုကျွန်တော်နောက်ကအိမ်လေးဆိုရင်တော့ဒါ136 square meter ရှိတယ်မြေကတော့သူ့ရဲ့ဈေးနှုန်းနဲ့နေရာပေါ်မူတည်ပြီးတော့ကျွန်တော်ဒီမြေပါဝင်တဲ့ square ဝါလေးတော့နည်းနည်းကွာသွားမယ်ဈေးနှုန်းလေးလည်းကွာသွားမယ်ပေါ့နော်ကျွန်တော်အခုဆိုရင်ဒါအိမ်ခုရဲ့ level platform green space ကနေကျွန်တော်ရှောက်လာနေတယ်ပေါ့နော်လုံးဝကျယ်ဝန်းတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်ပြီးရင်ကျွန်တော်ထပ်ပြီးတော့မိတ်ဆက်ပေးမယ်အိမ် small size နဲ့ medium size နှစ်ခုကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ် square meter ဘယ်လောက်ရှိတဲ့အိမ်ခန်းဘယ်နှခန်းရေချိုးခန်းဘယ်နှခန်းပါတယ်ဆိုတာကစားကျွန်တော်အသေးစိတ်ပြောပြပေးသွားမယ်ဒီ video လေးထဲမှာကတော့ကျွန်တော်ကဒီအိမ်လုံးချင်းစီရဲ့အသေးစိတ်မဟုတ်ဘဲနဲ့ဒီ project မှာရှိတဲ့အိမ်ဟာ3ခုရဲ့အသေးစိတ်လေးကိုအရင်ခုရှင်းပြပေးသွားတာပေါ့နော်အကြမ်းမြင်လေးပေါ့ဟုတ်ကျွန်တော်အခုရက်နေတယ်ကျွန်တော်နောက်မှာရှိနေတဲ့ A site ကတော့ဒီ project ရဲ့ medium site ပေါ့နော် left side project ဖြစ်တယ်ဒီ left side project ကလည်းအိမ်ခန်း3ခန်းပါမယ်ပေါ့နော်ကျွန်တော်ဒီမှာပြောထားဆိုအိမ်ခန်း3ခန်းပါမယ်ပြီးရေချိုးခိုင်းဒါ3ခန်းပါမယ် one multi purpose room ပါမယ်ပြီး car parking space ပါတယ်ပေါ့နော် car parking 2စီးစာကလည်းကျွန်တော်ဒီမှာလွတ်လွတ်လပ်လပ်ကျယ်ကြီးရှိတယ်ပေါ့နော် car parking 2စီးစာလည်းပါမယ်ဖြစ်ပါတယ်ကျွန်တော်အခုထပ်ပြီးတော့ပြောပြမယ်အိမ်ပေါ့နော်ဒီကျွန်တော်နောက်မှာရှိနေတဲ့အိမ်လေးကတော့ဒီမှာ information ပြထားသပဲဒီကောင်ကတော့လက်ရှိ project ရဲ့အသေးဆုံး small size ပေါ့နော် small size ဖြစ်တယ်သူ square meter အနေနဲ့ဆိုတော့92 square meter ရှိတယ်ဒါကတော့ကျွန်တော်အိမ် size ပေါ့နော်ကိုဝယ်မဲ့အိမ်ကတောင်းချန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြေပေါ့နော်မြေ square ဝါဘယ်လောက်ပါမလဲဆိုတော့မူတည်တယ်ဈေးနှုန်းလေးလည်းကျွန်တော်တို့ချိန်သွားမယ်သူကတော့ကျွန်တော်မိသားစုနေတဲ့လူအတွက်ပေါ့နော်အိမ်ခန်းနှခန်းပါမယ်3 bedroom ပါမယ်1 multi purpose room ပါမယ် car parking ကတော့သူကတော့အသေးဆုံး size ဖြစ်တဲ့အတွက်ဦးကျွန်တော်တော့မြင်ရတဲ့ space ပေါ့နော်car parking တစ်စီးစာရမယ်ဒါကကျွန်တော် show နေဖြစ်တဲ့အတွက်ဒီနေရာမှာအပင်တွေပါထားပါတကယ်တရားဆိုရင်တော့ကားဝင်လို့ရအောင်အပြည့်ကို space ယူထားတယ်ပေါ့နော်ကျွန်တော်တို့ဒီ project ကအိမ်ယာတွေကိုဝင်လိုက်ပြီးဆိုတော့ပထမဆုံးမြင်ရမယ့် block ပေါ့နော်ပထမဆုံးလမ်းကတော့ကျွန်တော်တို့အခုဘယ်ဘက်ချမ်းပါဆိုရင်ဒီအိမ်ယာရဲ့အကြီးဆုံး site တွေဖြစ်တယ်ပေါ့နော်အခုဆိုရင်တော့ကျွန်တော်အိမ်ကတွင်းဟောက်ဖြစ်တဲ့အတွက်တစ်ဖက်တစ်ချက်စီမှာ3လုံးစီရှိတယ်အဲ့တော့ကျွန်တော်တွင်းဟောက်ဖြစ်တဲ့အတွက်စုစုပေါင်းအိမ်12အိမ်ပေါ့နော်လက်ရှိလူနေတဲ့အိမ်တွေလည်းရှိနေပြီဒါဆိုတော့ပထမဆုံးဝင်လိုက်တာနဲ့ main land မှာပဲကျွန်တော်အကြီးဆုံး site ပေါ့နော်အကြီးဆုံး site ရှိမယ်ဒီကျွန်တော်တို့အခုဒီညာဘက်ချမ်းပါဆိုရင်တော့ကျွန်တော်တို့ကအိမ်အလက် site တွေရှိတယ်ပေါ့နော်အိမ်လက် site တွေရှိတယ်ကျွန်တော်ကပြောဆိုပြကျွန်တော်အိမ်ဒီ project အားသာချက်ကတော့ကိုအိမ်နဲ့ဝရဏကနေဖြစ်စေအိမ်ရှေ့ထွက်လိုက်တာနဲ့ဖြစ်စေကျွန်တော်ဒီ drawing ဆိုတဲ့တောင်ကျော်ကြီးကိုမြင်ရတဲ့အနေအထားမှာရှိတယ်ပေါ့နော်ကျွန်တော်တို့အခုပေါ့နော်အိမ်ရတဲ့ဝင်လာပြီးကျွန်တော်ရှေ့ကပြောခဲ့လို့ပထမလမ်းပြီးသွားတယ်ဒုတိယလမ်းဆိုရင်တော့ကျွန်တော်တို့ကအခုလိုမျိုးကျယ်ဝန်းတဲ့လမ်းအနေအထားပေါ့နော်လမ်းတစ်ဖက်ချမ်းစီမှာကားနှစ်စီးရှောင်သွားလို့ရတဲ့အနေအထားရှိတယ်ပြီးကျွန်တော်တဲ့ရဲ့ပေါ့နော်ဒီဒုတိယလမ်းရဲ့အလဲဘလောက်တွန်းမှဆိုလဲသူကကျွန်တော်တို့ green space ပေါ့နော်ဒီက green space ကျွန်တော်တို့ဒီမှာဆိုရင်လေ့ကျင့်ခန်းလုပ်ဖို့
နေရာတွေကလေးကစားကွင်းတွေအကုန်လုံးကဒီ green space area ပေါ်မှာရှိတယ်ပေါ့နော်အခုလက်ရှိနေထိုင်ရတော့ကျွန်တော်တို့ကဒီ second plot ထိပဲရှိအောင်မယ်ဒါအိမ်တွေကတော့ ready to move တွေဖြစ်နေပြီပေါ့နော်အပြင်ကျွန်တော်တို့ကဒီလုံးနေတာကုန်သွားရင်ဒီဘက်မှာလည်းဆက်ဆောက်နေ area သူတို့ရဲ့ plan တွေရှိတယ်လောလောဆယ်ကတော့ဒီအိမ်တွေအကုန်လုံးကတော့ ready to move ပဲပေါ့နော်သူကအဲ့နှစ်ဖက်ချင်းရဲ့အလဲကောင် green space မှာကျွန်တော်တို့တွေကကလေးကစားကွင်းတွေအခုလိုလူကြီးတွေပေါ့နော်တောင်းတာထိုင်ပြီးတော့အပန်းဖြေလေးချိန်ခန်းလုပ်တဲ့နေရာတွေအကုန်လုံးကိုဒီနေရာထဲမှာထားပေးထားတယ်အဲ့တော့အိမ်တစ်ခုနဲ့တစ်ခုကကြားထဲမှာ green space ခံနေတော့ကျွန်တော်တို့အနေနဲ့အသက်ရှူချက်တဲ့ဝန်းချက်တဲ့ခံစားချက်ကိုလုံးဝမရရှိဘူးပြီးရင်ကျွန်တော်ကပြောတဲ့ပဲဒီကောင်ကဒွိုင်းစသက်တောင်ကျောကြီးကိုမြင်နေရဖြစ်တဲ့အတွက်အယမ်းမိုက်တယ်နေရတဲ့မိသားစုတွေအနေနဲ့လုံးဝ relax ဖြစ်တဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်ဒီ developer က Austrian ဆောက်လုပ်ထားပြီးတော့ project ကတော့ Austrian Valley Chotana project ဖြစ်တယ်ဒီ project လေးမှာဆို inside ကကျွန်တော်က3မျိုးရှိတယ်small medium lab ဆိုပြီးတော့ကျွန်တော် inside 3မျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ရှိရနေပြီးတော့အိမ်တစ်လုံးချင်းစီရဲ့အသေးစိတ်လေးတွေကျွန်တော်ပြောပြပေးသွားမယ်ဒီ video လေးမှာကတော့ကျွန်တော်ဒီအိမ်ရ project တစ်ခုလုံးရဲ့ overall လေးတွေကိုကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်